ဒါပေမဲ့ဒီ musician တွေနောက်ဒါ musician ဆိုတာတဲ့ဂီတာသမားပေါ့နော်နောက်တခြားဖက် level အနုပညာ level တည်တဲ့ရုပ်ရှင်ဘက်ကပဲဖြစ်ဖြစ်နောက်သဘင်ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ဟာပဲပကြီးပဲဖြစ်ဖြစ်ပေါ့ဒီအနုပညာ level ဆောင်ကဒီ artist တွေဖြစ်တဲ့တကယ်အနုပညာကိုတကယ်ဖန်တီးနေတဲ့သူတွေကိုတော့ support လုပ်ဖို့ကတော့ဒီ entertainment media တွေရဲ့ပါဝင်မှုကရာခိုင်နှုန်းနည်းနည်းသေးတယ်လို့ကျွန်တော်ထင်တယ်ဘယ်လိုနည်းသေးတယ်ဆိုတာလဲဆိုတော့အဲ့ဒါလည်းပဲခုနပြောဆိုကျွန်တော်သူတို့တော့အပြစ်တော့လည်းမပြောချင်ဘူးဆိုတာအခုထွန်းသူတို့ velocity ကိုဒီကျွန်တော်ကဒါ velocity ကိုကျွန်တော်ကကြိုက်လို့ကျွန်တော်အတိုင်ယာကြီးကထွန်းသူတို့မေးတယ်ပေါ့နော်ဒါပေမဲ့ပုံမှန်ကျွန်တော်တို့မြန်မာပြည်မှာသွားနေတဲ့ဒီ entertainment media တွေမှာကြတော့ထွန်းသူတို့ velocity ကိုဘယ်လိုအခြေအနေမျိုးမှသိမလဲဆိုရင်ဒီဘယ်လိုပြောရအားလုံး overall သိဖို့ဆိုရင်တနိုင်ငံလုံးအတိုင်းအတာနဲ့ထွန်းသူတို့အဖွဲ့ထဲမှာတစ်ခုဖြစ်သွားတာတို့တယောက်ဘာဖြစ်သွားရဲတို့အဲ့လိုမျိုးဆိုရင်တော့လူတွေသိလိမ့်မယ်သိလို့ရှိရင်ဒါကိုလူတွေအားလုံးစိတ်ဝင်စားနေပြီဆိုရင်အဲ့ဒီ entertainment media တွေကလိုက်လာလိမ့်မယ်နောက်ကနေအဲ့ကြရင်တော့ထွန်းသူတို့အနေနဲ့ဒီကိုယ့်ရဲ့ဒီ current viral ဖြစ်နေတဲ့အကြောင်းအရာကိုပြောရင်းနဲ့ကိုယ့်ရဲ့အနုပညာအကြောင်းလေးတွေထည့်ပြီးပြောလိုက်တာမျိုးပေါ့တခြားဘန်အသီးသီးလည်းအဲ့လိုမျိုးပဲသူတို့ပြောချင်တဲ့အကြောင်းအရာဆိုတာတဲ့ဒီ media တစ်ခုကလိုက်လာပြီဆိုရင်သူတို့မှာဒီ viral ဖြစ်တဲ့အကြောင်းအရာတစ်ခုရှိလို့သာသူတို့ကလိုက်လာကြတာကိုလိုက်လာပြီးကဒါပေမဲ့အဲ့ချိန်မှာအဲ့လိုအဆက်အသွယ်ခံရတဲ့ဒီလိုမျိုးအမေးခံရမဲ့အဲ့ဒီဘန်ပဲဖြစ်ဖြစ်အဆိုတော်ပဲဖြစ်ဖြစ် तू ကလည်းဒီအကြောင်းတွေကို तू ပြောချင်မှလည်းပြောချင်လိမ့်မယ်မပြောချင်လည်းမပြောချင် तू ပြောချင်တာက तू ကသူတို့ဒီသချင်းတစ်ပုဒ်ကိုဘယ်လိုလေးဖန်တီးခဲ့တယ် तू ကော့ကိုဘယ်လိုလေးစူးစမ်းခဲ့တယ်ဆိုတာမျိုး तू ပြောချင်လိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုမီဒီယာတွေအမြင်မှာကြတော့ဒီလိုမျိုးတွေကို audience ကလည်းမကြိုက်တော့ဘူးမီဒီယာတွေကိုယ်တိုင်လည်းပဲဒီဟာကိုသူတို့ယူဖို့လာတာမဟုတ်ဘူးသူတို့ကခုနပြောသလိုဒီအဖွဲ့တွေကလူတစ်ယောက်တစ်စုံတစ်ခုဖြစ်တဲ့အကြောင်းဆိုသိချင်လို့လာတာပေါ့နော်အဲ့တော့အဲ့လိုလေးတော့ရှိတယ်အဲ့တော့အကျဉ်းချုံပြောရင်တော့ဒီ entertainment media တွေရဲ့အခန်းကဏ္ဍကဒီ musician တွေအပေါ်မှာတော့အရင်တက်ရောက်မှုတော့မရှိဘူးဒါပေမဲ့အနည်းနဲ့အများတော့တက်ရောက်မှုရှိတယ်